အခုတလောဒီ LGBT ကိစ္စအရင်ကြီး hot ဖြစ်နေပေါ့နော်ကျွန်တော်ဖျားခင်ကယောက်ျားချင်းယောက်ျားနေတာမိန်းမချင်းမိန်းမနေတာကိုမကြိုက်ဘူးဆိုတာထက်ကိုမုန်းတယ်ယွန်ရှာတယ်ပေါ့နော်အဲ့လောက်ရက်ကိုယွန်ရှာတာဖြစ်ပါတယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့လူတချို့ကဖျားခင်ကိုပဲပြန်ပြီးအပြစ်ပုံချနေရတယ်နော်ဒါဆိုရင်ငါတို့ဖျားခင်ကဘာကြောင့်ဒီလိုဖန်ဆင်းတာလဲပေါ့ဘာကြောင့်ဖျားခင်ငါတို့ဒီလိုဖန်ဆင်းတာလဲမိုးရဘာကြောင့်ဒီလိုဖြစ်ခိုင်းတာလဲပေါ့နော်သူတို့ဘာသာသူတို့အရန်အပြစ်ကင်းကြောင်းပေါ့နော်ဖျားခင်ပဲအပြစ်ပုံချတယ်မန်ဂေကဖျားခင်ကရှင်းရှင်းလေးပြောပြီးသားလေနော်ဒီမှာကျမ်းစာထဲမှာယာကုပ်အခန်းကြီး1အခန်းငယ်73မှာပြောတယ်လေဘသူကမှအပြစ်မတွေးဆောင်ဘူးတဲ့ဖျားခင်ကအဲ့လိုမျိုးယောက်ျားချင်းယောက်ျားနေတာမိန်းမချင်းမိန်းမနေတာကိုဖျားခင်ကယွန်းတယ်မုန်းတယ်ဆိုတော့အဲ့ဒါတွေကဖျားခင်ရှိမှအပြစ်ဖြစ်တာပေါ့ဆိုတော့ဒီလိုဖြစ်လာဖို့အတွက်ဒီလိုအပြစ်ပြုတ်ဖို့အတွက်ဖျားခင်ဟာတမင်တကာရွေချစ်ရှိနဲ့လူတွေရဲ့စိတ်ကိုထည့်ပေးတာမဟုတ်ဘူးပေါ့နော်ဒါဖျားခင်ရဲ့လုပ်ရမဟုတ်ပါဘူးဆိုတဲ့ဟာပေါ့နော်ဆိုတော့ဒါဘသူရဲ့လုပ်ရလဲဆိုရင်အတမကျန်းစာရကြည့်စာရန်ရဲ့လုပ်ရဖြစ်ပါတယ်နော်မျိုးစိကျဲတဲ့ဥမာထဲမှာကြည့်တဲ့အခါမှာလေရှင်ကအိမ်မှာနားယူနေတဲ့အခါမှာဒီစဘာမျိုးစိတွေနဲ့အတူတူအတော်မျိုးစိတွေကိုနော်ကျဲတယ်ဆိုပြီးတော့မှစာရန်ကကျဲတယ်ဆိုပြီးတော့ဥမာထဲမှာပြောထားတာရှိပါတယ်ဆိုတော့ဒီကိုယ့်ရဲ့စိတ်မွေးရပါဒီလိုမျိုးစိတ်ရှိရတဲ့ဟာတွေကကျတော့ဖျားခင်ကလှုပ်တာမဟုတ်ဘူးဘောနော်ဒါစာရန်ကလှုပ်တာဖြစ်ပါတယ်ဒါမဲ့လေဒီဟာတွေကိုကျွန်တော်တို့တမတရားနဲ့ပြုတ်ပြင်မယ်ဆိုရင်ပြုတ်ပြင်ယူလို့ရပါတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုပြောပြချင်ပါတယ်ခရိယန်ဖြစ်နေရင်တော့ပို့ပြီးတော့မှတမချန်းစာနဲ့ပြုတ်ပြင်လို့ရတယ်တမချန်းစာကိုနေ့စဉ်တိုင်းဖတ်ရှုပါဘုရားခင်ကိုပူဇော်ပါဝိညာဉ်တော်ရဲ့မဆခြင်းကိုခံယူပါဒါဆိုရင်တော့တင်းရဲ့ဒီဖြစ်ခြင်းတွေကိုပြုတ်ပြင်ပြောင်းလဲနိုင်မယ်လို့ကျွန်တော်အနေနဲ့လည်းပြောပြချင်တယ်